အနော်ထာမင်းဟာပကံမင်းဆက်50ဆက်မှာ42မြောက်မင်းဖြစ်ပါတယ်ခမည်းတော်ကတော့ကျောင်းဖြူမင်းလိုလူသိများတယ်ကွမ်းစောကျောင်းဖြူမင်းဖြစ်ပြီးတော့မေတော်ကတော့မြောက်ပြင်တဲ့မိဖုရားဖြစ်ပါတယ်အနော်ထာမင်းကြီးဟာတိုင်းပြည်အတွက်33နှစ်တိုင်အားသွန်ခွန်ဆိုင်ကြိုးပမ်းခဲ့ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်သမိုင်းလို့ပြောလိုက်ရင်မေ့ထားလို့မရတဲ့မဖြစ်မနေတည်ထားရမယ်နာမည်တစ်လုံးရှိပါတယ်အဲ့ဒါကတော့အနော်ရထားပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000နီးပါးခရစ်နှစ်1044ဝန်းကျင်လောက်က AR မြစ်ကန်ဘေးမှာပကံဆိုတဲ့ဒေသလေးမှာအပြောင်းလဲကြီးတစ်ခုစတင်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံဆိုတာမရှိသေးပါဘူးတို့ပြနိုင်ငံငယ်လေးတွေအယူဝါဒအမျိုးမျိုးနဲ့ပွဲပြားနေတဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီလိုကစင်းကလျာဖြစ်နေတဲ့အခြေအနေကနေယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့မြန်မာနိုင်ငံဆိုတဲ့ပုံရိပ်ထေရဝါဒဗုဒ္ဓဘာသာဆိုတဲ့အနှစ်သာရကိုစတင်ပုံဖော်ပေးခဲ့တဲ့သူကတော့အနော်ရထားမင်းပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့တာမန်မင်းသားလေးတစ်ပါးဘဝကနေစွမ်းအားကြီးမားတဲ့ဧကတိတစ်ပါးဖြစ်လာခဲ့ပုံသူရဲကောင်းတွေကိုစူးစီးပုံဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပုံတွေနဲ့နောက်ဆုံးဝမ်းနည်းပွဲရာစသိန်းခန်းအထိကျွန်တော်တို့အသေးစိတ်ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပကံရာဆိုရင်လည်းကအထင်ကရစာမျက်နှာတွေကိုအတူတူလိုက်ပါကြည့်ရှုကြည့်အောင်ပါခင်ဗျအနော်ရထားမင်းမဖြစ်ခင်သူ့ရဲ့ဘဝနောက်ခံအကြောင်းကိုအရင်ဆုံးပြောပြခြင်းပါတယ်အနော်ထာမင်းဟာပကံမင်းဆက်50ဆက်မှာ42မြောက်မင်းဖြစ်ပါတယ်ခမည်းတော်ကတော့ကျောင်းဖြူမင်းလိုလူသိများတယ်ကွမ်းစောကျောင်းဖြူမင်းဖြစ်ပြီးတော့မေတော်ကတော့မြောက်ပြင်တဲ့မိဖုရားဖြစ်ပါတယ်မွေးတက္ကရာကတော့တက္ကရာ386ခုနှစ်ပဲဖြစ်ပါတယ်ဒါပေမဲ့အနော်ထာရဲ့ငယ်ဘဝကပန်းခင်းထားတဲ့လမ်းတော်မဟုတ်ခဲ့ပါဘူးသူ့ရဲ့ခမည်းတော်ကွမ်းစောကျောင်းဖြူမင်းဟာတားတော်ရင်မဟုတ်တဲ့စုကတေးနဲ့ကြည်စိုးတို့ရဲ့နန်းချခြင်းကိုခံခဲ့ရပါတယ်ခမည်းတော်ကြီးဟာမင်းဝတ်တစားကိုစွန့်ပြီးတော့ရဟန်းဝတ်နဲ့ကျောင်းမှာနေခဲ့ရရှာပါတယ်ဒီအချိန်တွေမှာအနော်ထာမင်းဟာကြီးပြင်းလာခဲ့ရတာလည်းဖြစ်ပါတယ်စိတ်အနာရဆုံးကိစ္စတစ်ခုကတော့နောင်တော်စုကတေးမင်းရဲ့လုပ်ရကြောင်ပဲဖြစ်ပါတယ်စုကတေးဟာထီးနှန်းကိုရယူယုံတာမကပဲနောင်တော်အနော်ထာရဲ့မေတော်ကိုပါမိဖုရားဖြစ်သိမ့်ပိုက်ခဲ့ပါတယ်ဒါဟာရာဇဝင်မှာအတော်လေးရုပ်ဆိုးတဲ့လုပ်ရတစ်ခုလည်းဖြစ်ခဲ့ပါတယ်အနော်ထာမင်းဟာဒီကိစ္စကိုလုံးဝမကျေနပ်ခဲ့ပါဘူးဒါကြောင့်လေနန်းတော်ကနေထွက်စစ်အင်အားစုဆောင်းပြီးပကံကိုပြန်သိမ့်ပိုက်ဖို့ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်ပကံမျိုးသားကိုချီတက်လာတဲ့အခါမှာတော့အနော်ထာဟာစိတ်ကိုလူကြီးလူကောင်းဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်အဲ့ဒါကတော့စစ်ဖြစ်ရင်လူတွေအများကြီးတည်ကြည်ပျက်စီးမယ်ဒါကြောင့်ငါနဲ့နောင်တော်စုကလေးတို့နှစ်ယောက်တည်းလူချင်းမြင်းချင်းရှင်တိုင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာလည်းဖြစ်ပါတယ်နေရာကတော့မြင်းကပါအရက်မှာဖြစ်ပြီးတော့တမိုင်းမှာနာမည်ကျော်ကြားလာတဲ့ဒီစီချင်းတိုက်ပွဲဟာအနော်ရထားဟာအနိုင်ရပြီးတော့စုကလေးမင်းဟာကြားဆုံးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အနော်ရထားဟာချက်ချင်းနံမတက်ခဲ့ပါဘူးကျောင်းတော်မှာရှိနေတဲ့ကွမ်းစောကြောင်ဖြူမင်းစီကိုသွားပြီးတော့ထီးနှန်းကိုပြန်အပ်ခဲ့ပါတယ်ဒါပေမဲ့ခမည်းတော်ကတော့လက်မခံခဲ့ပဲအနော်ရထားမင်းကိုမင်းပြုဖို့ခွင့်ပြုလိုက်ပါတယ်တက္ကရာ406ခုနှစ်မှာတော့ရာဇဘိသေကခံယူပြီးတော့နန်းတက်ခဲ့ပါတယ်ဒါဟာပကံခေတ်ရွှေရောင်လွှမ်းတဲ့နေရများရဲ့အစာပြုခြင်းပဲဖြစ်ပါတယ်အနော်ထာမင်းနန်းတက်ဆအချိန်ကိုပြန်ကြည့်မယ်ဆိုရင်ပကံပြည်ရဲ့ဩဇာအာဏာဟာလည်းအခုခေတ်မန္တလေးမိထီလာမြင်းကြံကြောက်စင်မကွေးပခုတ်ခုလောက်ကျယ်ဝန်းပါသေးတယ်ဒါကိုအနော်ရထားကစနစ်တကျချဲ့ထွင်ဖို့စီစဉ်ခဲ့ပါတယ်နိုင်ငံတစ်ခုတည်ထောင်ဖို့ဆိုရင်စစ်အင်အားနဲ့စီးပွားရေးအင်အားလိုအပ်တဲ့ဆိုတာကိုအနော်ထာမင်းကကောင်းကောင်းသိခဲ့ပါတယ်ဒါကြောင့်သူပထမဆုံးလုပ်ခဲ့တာကတော့စစ်တိုက်တာမဟုတ်ပါဘူးဆယ်မြောင်းတာတမန်တွေကိုတိဆောက်ခဲ့တာပဲဖြစ်ပါတယ်အထူးသဖြင့်ကြောက်စင်တွေကိုပကံပြည်ရဲ့စပက်ကြီးတစ်ဖွဲဖြစ်အောင်ဖန်တီးခဲ့ပါတယ်မြင့်ငယ်မြင့်ပန်းလောင်မြင့်စမုံမြင့်ဇော်ကြီးမြစ်တွေကိုအခြေပြုပြီးဆယ်တွေတူးမြောင်းတွေကိုဖောက်လုပ်ခဲ့ပါတယ်ကင်းတာပြောင်းပြကူမဲဆိုတဲ့ပန်းလောင်မြင့်နာကဆယ်တွေနွားတက်ကွန်းစေးဂူတော်ဆိုတဲ့ဇော်ကြီးမြင့်နာကဆယ်တွေကိုစနစ်တကျတိဆောက်ခဲ့တာကြောင့်စံရည်စပားဟာအလွန်ပေါများလာခဲ့ပါတယ်စံရည်စပားပေါများမှာစစ်တီရဲမက်တွေကိုစုဆောင်းလို့ရမယ်ဆိုတဲ့မူဝါဒကိုကင်ဆွဲတာလည်းဖြစ်ပါတယ်စစ်တပ်ဖွဲ့စည်းပုံမှာလည်းမြို့ရွာခရိုင်အလိုက်အင်အားအချိုးကျပါဝင်စေတဲ့စနစ်ကိုစတင်ခဲ့ပါတယ်ဒီနေရာမှာမပြောမဖြစ်ပြောရမှာကတော့အနော်ရထားရဲ့သူရဲကောင်းရွေးချယ်မှုပဲဖြစ်ပါတယ်သူရဲကောင်းတွေကိုမျက်မျက်နှုံနှုံနဲ့မြောက်စားခဲ့လို့ကျန်စစ်သားငထွေးယူမလုံးလက်ဖယ်ညောင်ဦးဖီးဆိုတဲ့ပကံခေတ်မှာထိပ်သီးသူရဲကောင်း၄ဦးပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်ဗျက်တာနဲ့ရွှေဖင်းညီနောင်တို့လိုရဲစွမ်းတတိရှိသူတွေလည်းအနော်ရထားရဲ့လက်ယုံတွေဖြစ်လာခဲ့ကြပါတယ်ဒီလူစွမ်းကောင်းတွေရဲ့အကူအညီနဲ့ပဲတကွဲတပြားဖြစ်နေတဲ့ဒေသတွေကိုစူးစီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း
သမိုင်းပညာရှင်တွေကယူဆထားကြပါတယ်အနော်ထာမင်းကြီးရဲ့အကြီးမားဆုံးအောင်မြင်မှုကနေမြေချဲ့ထွင်ခြင်းတဲ့သာသနာမှာပြုပြင်ပြောင်းလဲခြင်းလို့ပြောရင်လည်းမမှားပါဘူးအနော်ထာမင်းနန္တဆပကံမှာကိုးကွယ်ယုံကြည်မှုတွေကအယံကိုရောထွေးနေပါတယ်ဗုဒ္ဓဘာသာရှိတယ်ဆိုပေမဲ့စစ်မှန်တဲ့ထေရဝါဒမဟုတ်ပဲမဟာယနဆန်ဆန်အရေးကြီးဝါဒတွေလွှမ်းမိုးနေခဲ့ပါတယ်နန္ဒကာကိုးကွယ်မှုတွေဗြဟ္မာဗိဒ္ဓနိုကိုးကွယ်မှုတွေလည်းရောထွေးနေပါတယ်အရေးကြီးတွေရဲ့အယူဝါဒတချို့ကလူချင်းဝတ်နဲ့မညီညွတ်ဘူးလို့အနော်ယထာကယူဆပါတယ်သူကစစ်မှန်တိကျတဲ့တရားဓမ္မကိုလိုလားနေတဲ့အချိန်မှာပဲကံကောင်းထောက်မစွာနဲ့ရှင်အရဟံမထေမြတ်ကဗကံကိုကြွားရောက်လာခဲ့ပါတယ်ရှင်အရဟံကတထုံပြည်ဘက်ကနေစစ်ပေးရှောင်ရင်ဗကံကိုရောက်လာခဲ့တာလည်းဖြစ်ပါတယ်ရှင်အရဟံရဲ့အနေအထိုင်အပြောဆိုငြိမ်သက်မှုကိုမြင်ရတဲ့အခါမှာအနော်ယထာမင်းဟာကြီးညိုသွားခဲ့ပါတယ်ရှင်အရဟံဟောကြားခဲ့တဲ့ထေရဝါဒတရားတော်တွေကိုနာကြားပြီးတဲ့နောက်မှာဒါငါရှာနေတဲ့တရားစစ်ပေးလို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှင်အရဟံရဲ့အကူအညီနဲ့ဗကံကမစစ်မှန်တဲ့ယဟန်တွေအရေးကြီးတွေကိုလူဝိလဲစေတာသာသနာတန်ရှင်းပြုလုပ်တာတွေကိုအာသောကမင်းကြီးလမ်းစဉ်အတိုင်းတပြက်တသားလှုပ်ဆောင်ခဲ့ပါတယ်ဒါကြောင့်မြန်မာနိုင်ငံရဲ့နိုင်ငံတော်ဘာသာဖြစ်ဗုဒ္ဓဘာသာကိုစတင်သတ်မှတ်ခဲ့တဲ့သူဟာအနော်ထာမင်းဖြစ်တယ်လို့သမိုင်းပညာရှင်တွေကလက်ခံထားကြပါတယ်သာသနာရေးပြုပြင်ပြောင်းလဲဖို့ဆိုရင်ယဟန်ကောင်းယဟန်မြတ်တွေရှိုံနဲ့မလုံလောက်ပါဘူးအကိုကပြုလုပ်เสียဘီတက်ကတ်တော်တွေစာပေတွေလိုအပ်ပါတယ်ရှင်အရဟံရဲ့လမ်းညွှန်ချက်အရတထုံပြည့်ရှင်မနုဟာမင်းစီမှာဘီတက်ကတ်၃ပုံအစုံလင်ရှိတယ်လို့သိရပါတယ်အနော်ထာမင်းဟာပထမတော့လိမ္မာပါနဲ့တဲ့အမတ်တရကိုဆေလွတ်ပြီးတော့လက်ဆောင်ပနာတွေနဲ့ကောင်းကောင်းမွန်မွန်တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့တထုံမင်းမနူဟာကကောင်းကောင်းမွန်မွန်ပြန်မပြောတဲ့အခါမှာတော့အနော်ထာမင်းဟာအမျက်ဒေါသထွက်ပြီးတော့စစ်ချီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီနေရာမှာသမိုင်းအမြင်နှမျိုးကိုတင်ပြခြင်းပါတယ်ဂျာဇွေတွေမှာသာသနာရေးတသက်အတွက်ဗိဒကတ်တော်တွေတောင်းတာမရလို့စစ်တိုက်တယ်လို့ဆိုထားပါတယ်ဒါပေမဲ့ခေတ်သစ်သမိုင်းသူတည်တည်တချို့ကတော့ပင်လယ်ထွက်ပေါက်ရရှိရေးနဲ့စီးပွားရေးအရာအချက်ချာကြတဲ့မြဝကျွန်းပေါ်ဒေသတွေကိုထိန်းချုပ်ဖို့အတွက်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်ဘာပဲဖြစ်ဖြစ်ခရစ်နှစ်1050ခု1058ခုနှစ်မှာအနော်ထာမင်းဟာတထုံကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ဒီပွဲမှာကျန်စစ်သားအပါအဝင်သူရဲကောင်း၄ဦးရဲ့စွမ်းဆောင်ချက်ကမြို့ကိုပယောဂစီရင်ထားလို့ဝင်မရတာကိုဖြည့်ရှင်းခဲ့ပုံတွေကတော့ဒန္တာကြီးဆန်ဆန်ပြောစမှတ်ပြုကြပါတယ်နောက်ဆုံးမှာတော့တထုံကိုအောင်မြင်ပြီးဗိဒကတ်၃ပုံရဲ့ပညာသည်တွေလက်မှုပညာရှင်တွေကိုပါဗကံကိုပေးဆောင်လာခဲ့ပါတယ်ရရှိလာတဲ့ဗိဒကတ်တော်တွေကိုတေခိတရာ၃ဗမာအခရာတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဗကံမြို့မှာဗိဒကတ်တိုက်ဆောက်ပြီးတော့ထားရှိခဲ့ပါတယ်ဒါဟာဓမ္မယဉ်ကျေးမှုနဲ့စာပေသမိုင်းတွေအကြီးမားဆုံးအလဲပြောင်းကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်အနော်ထာမင်းရဲ့အာဏာစက်ဟာတထုံတင်မကားခဲ့ပါဘူးနောက်ဘက်မှာနန်းချောင်းတရုတ်ပြည်တောင်ပိုင်းအထိအာဏာတက်ရောက်ခဲ့တယ်လို့ရခိုင်ပြည်မြောက်ပိုင်းကိုလည်းတင်းသွင်းနိုင်ခဲ့ပါတယ်နိုင်ငံတကာဆက်ဆံရေးအရာကြည့်ရင်လည်းတရုတ်ခမာရိုးရယာဘက်တွေအထိအနော်ယထာရဲ့ဂုံသတင်းဟာပြန့်နှံ့ခဲ့တယ်လို့နိုင်ငံခြားမှတ်တမ်းတွေကဆိုထားပါတယ်နောက်ပြီးအနော်ထာမင်းဟာရှမ်းယွန်းတွေနဲ့ဗမာတွေအကြားနေနမိတ်ခိုင်မာစေဖို့အတွက်ကောင်းစင်ကောင်းတန်တကောင်းမြင်းဆိုင်စတဲ့ကင်းမျိုးပေါင်း43မျိုးကိုတပြိုင်နက်တည်းတည်ထောင်ခဲ့ပါတယ်ဒါဟာစီးရေးအမြင်အရရောအုပ်ချုပ်ရေးအမြင်အရရောအလွန်ပါနဲ့တဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်အနော်ထာမင်းကြီးဟာတိုင်းပြည်အတွက်33နှစ်တိုင်အာသွန်ခွန်ဆိုင်ကြိုးပမ်းခဲ့ပါတယ်ရွှေစည်းကုံစေတီတော်ကြီးအပါအဝင်နေရာအနှံ့ပြားမှာဖျားတဲကျောင်းဆောက်ကုသိုလ်ပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့နေဝင်ချိန်ကတော့စမ်းကြယ်လှပါတယ်ဂျာဇွန်နေရတော့အောင်သာမြစ်ချေအရက်မှာကျွဲရိုင်းတကောင်ရံပြူတာကိုနှိမ်နှင်းဖို့ကြိုးစားရင်စင်ပေါ်ကပြုတ်ကြပြီးတော့နှရွာဆန်တယ်လို့ဆိုထားပါတယ်တချို့သမိုင်းပညာရှင်တွေကတော့ဒါဟာလောက်ကျန်ခံရတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အနော်ယထာမရှိတော့ပေမဲ့သူခြံထားခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ဆိုတဲ့အမွေနှစ်ကတော့ယနေ့ထက်တိုင်တည်ရှိနေစေဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဗကံခေတ်ရဲ့ပြည်သူကမြန်မာနိုင်ငံရဲ့ဖခင်အနော်ယထာမင်းကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်သူရဲ့ကြိုးပမ်းမှုတွေကြောင့်သာမဟုတ်ရင်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဘာသာစကားနဲ့ကိုးကွယ်ယုံကြည်မှုတွေဟာဒီကနေ့ဒီလိုပုံစံဖြစ်လာမှာတော့မဟုတ်ပါဘူးဒီကနေ့ဒီဗီဒီယိုကိုနားဆင်ပြီးမိတ်ဆွေတို့အနေနဲ့သမိုင်းဘူတုတာတစ်ခုခုရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ပိုင်းတွေမှာလည်းဗကံခေတ်ရဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်